Sazida, United Gani Toka, Top Chicken. သူ့ရဲ့နေရာကိုဘယ်သူနဲ့အစားထိုးမလဲ Hello အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရတော့ Fiorentina အသင်းက Zazie ကိုခေါ်ယူဖို့အတွက်ဆွေးနွေးမှုတွေကိုစက်တိုက်ဆိုသလိုလှုပ်ဆောင်လာပါတယ်ခင်ဗျ United အသင်းဘက်ကတော့ Zazie ထောက်ကဖြစ်ခဲ့ရင်သူ့နေရာမှာအစားထိုးခေါ်ယူဖို့အတွက်ပြစ်မှတ်ထားနေတဲ့ကစားသမားတွေကတော့ Ivan Toney နဲ့ Mateta တို့ပဲဖြစ်ပါတယ် ဒါဆိုရင်ဒီနေ့ရောက်ထဲမှာ United အတွက်ဘယ်သူကပို့ပြီးတင်တော်မလဲ Zazie ရဲ့ United အနာဂတ်ကဒီပြောင်းရွှေ့ဈေးကမှာတော်တော်လေးမတိကျတဲ့အခြေအနေကိုရောက်ရှိနေပါတယ် Juventus ဘက်က Zazie ကိုစိတ်ဝင်စားနေပြီးတော့ United နဲ့ Juventus ကြားမှာလည်းဆွေးနွေးမှုတွေကဆက်လက်ရှိနေသေးပါပဲ နောက်ဆုံးသတင်းတွေအရဆိုရင် Premier League ကလည်းအသင်းချို့ကလည်း Zazie ရဲ့အခြေအနေကိုစောင့်ကြည့်နေကြပါတယ်ဒါဆိုပြည့် Zazie ဟာ Michael Carrick ရဲ့လက်အောက်မှာပုံမှန်ပွဲထွက်ခွင့်ရဖို့ခက်ခဲနေပြီးတော့အသင်းရဲ့တိုက်စစ်မှာ Benjamin Sesko, Mbumo နဲ့ကိုညာတို့ကိုပြိုင်ဆိုင်နေရတာကြောင့်သူ့အနေနဲ့ United ကနေထွက်ခွာဖို့စဉ်းစားလာတာကတော့တိတ်ပြီးတော့မထူးဆန်းတော့ပါဘူးဒါပေမဲ့လည်း Zazie ထွက်ကသွားဖြစ်ခဲ့ရင် United အနေနဲ့တိုက်စစ်မှုအသစ်တယောက်ကိုပြန်ခေါ်ဖို့တော့အရေးကြီးလိုအပ်လာပါတယ် United ကစောင့်ကြည့်နေတဲ့ကစားသမားတွေကိုကြည့်ရင်လည်းပထမဆုံးတယောက်ကတော့ Ivan Toney ပါ Toney ကတော့ Premier League ပရိသတ်တွေအတွက်အထူးဆန်းမဟုတ်တဲ့နာမည်တစ်ခုပါပဲ Bradford မှာကစားခဲ့တော့က Premier League ရဲ့အကောင်းဆုံးနံပါတ်9တွေကတယောက်ဖြစ်ခဲ့ပြီးတော့အခုတော့ Saudi Pro League မှာကစားနေပါတယ်ပြီးခဲ့တဲ့ရာသီမှာလည်း Toney ကဝရရဲ့အများကြီးသိယူနိုင်ခဲ့ပြီးတော့အတွေ့အကြုံရှိတဲ့တိုက်စစ်မှုတယောက်ဖြစ်သူ့ရဲ့ခြေစမ်းကိုဆက်လက်ပြီးတော့ပြသထားပါတယ်ဒါကြောင့် Benjamin Sesko ကိုအဓိကတိုက်စစ်မှုအဖြစ်ထားရှိပြီးတော့ Toney ကို rotation အတွက်အသုံးပြုမယ်ဆိုရင်လည်း United အတွက်အတွေ့အကြုံရှိတဲ့ option တစ်ခုဖြစ်လာနိုင်ပါတယ်နောက်တဲ့တယောက်ကတော့ Mateta ပါ Crystal Palace အသင်းရဲ့အဓိကတိုက်စစ်မှုဖြစ်တဲ့ Mateta ဟာ Premier League မှာသူ့ရဲ့ဂိုးသွင်းစွမ်းရည်ကိုပြသထားပြီးသားပါပဲလက်ရှိအချိန်မှာတော့ Mateta ဟာ Palace အသင်းနဲ့အနာဂတ်ကမသေးချာတော့ပါဘူး Aston Villa က Mateta အတွက်ကမ်းလှမ်းမှုတစ်ခုပြုလုပ်ခဲ့ပေမဲ့လည်း Crystal Palace အသင်းကတော့ပယ်ချခဲ့ပါတယ်ဒါအပြင် Mateta ကိုတော်တီဟန်လိုအသင်းမျိုးကလည်းကမ်းလှမ်းထားတယ်လို့သတင်းတွေကတော့ထွက်ပေါ်လာပါတယ် Mateta ရဲ့အားသာချက်ကတော့ Premier League အတွေ့အကြုံရှိပြီးသားဖြစ်တာပြီးတော့သူ့ရဲ့စာချုပ်အခြေအနေတွေကြောင့် Toney တဲ့ဈေးနှုန်းပိုသက်သာလာနိုင်တဲ့အခြေအနေရှိပါတယ်ဒါဆိုရင်တော့ Toney လား Mateta လားဒီနေရာမှာကျွန်တော်အမြင်ကပြောရမယ်ဆိုရင်တော့ United အနေနဲ့ Mateta ကိုပို့ပြီးတော့စဉ်းစားသင့်တယ်လို့ထင်ပါတယ်ခင်ဗျဘာကြောင့်လဲဆိုတော့ Zazie တကယ်လို့ United ကနေထွက်ခွာသွားဖြစ်ခဲ့ရင် United အသင်းအနေနဲ့အရန်ကြီးငွေကုန်ခံပြီး Superstar တယောက်ကိုခေါ်ဖို့အတွက် Sesko နဲ့တွဲဖက်အသုံးပြုနိုင်မဲ့အတွေ့အကြုံရှိတဲ့တိုက်စစ်မှုတယောက်ကိုခေါ်ယူတာကပိုပြီးတော့အရေးကြီးပါတယ် Mateta ဟာ Premier League နဲ့အကျွမ်းဝင်ရှိပြီးတော့အသင်းရဲ့တိုက်စစ်မှာရိုးရှင်းရှင်းနဲ့အလုပ်ဖြစ်အောင်ကစားပေးနိုင်မယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ဒါပေမဲ့လည်း Toney ရဲ့ခြေစမ်းကိုလည်းသဘောကျပါတယ် Toney ကတော့ Premier League မှာသူ့ရဲ့ဂိုးသွင်းစွမ်းရည်ကိုသက်သေပြထားပြီးဖြစ်တယ်လို့အတွေ့အကြုံပိုင်းမှာလည်းအားသာချက်တွေကရှိပါတယ်ဒါကြောင့် United ကချက်ချင်းအသုံးချနိုင်မဲ့ striker တယောက်လိုချင်တယ်ဆိုရင်တော့ Toney ကလည်းအရန်ကိုစိတ်ဝင်စားစရာကောင်းတဲ့ option တစ်ခုဖြစ်နေပါတယ်ဒါပေမဲ့အရေးကြီးဆုံးအချက်ကတော့ Zazie ထွက်ခွာသွားမှသာ United အနေနဲ့ကတိုက်စစ်မှုအသစ်တယောက်ကိုခေါ်ယူသွားမှာပါဒါကြောင့်လာမယ့်ရက်ပိုင်းအတွင်း Zazie ရဲ့အနာဂတ်က United ရဲ့တိုက်စစ်အပြောင်းအရွှေ့ကိုတိုက်ရိုက်တက်ရောက်လာနိုင်ပါတယ် Zazie ထွက်ခွာသွားဖြစ်ခဲ့ရင် Toney လား Mateta လားဆိုတာကိုယ့်ရဲ့အမြင်လေးတွေကို comment မှာဝင်ရောက်ဆွေးနွေးသွားကြပါဦးခင်ဗျကျွန်တော်ရဲ့ channel လေးကိုကြည့်ရှုအားပေးဖို့အတွက် subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ထားပေးကြပါဦးခင်ဗျ